ဟုတ်ကဲ့မင်္ဂလာပါရှင်ကျမတို့ရေကန်တန် page ကနေပြီးတော့ကြိုးဆိုပါရရှင်ဒီနေ့ကျမပြပေးမယ်အထည်လေးတွေကတော့ပေါ့နော်နှစ်တရာကြီးတဲ့စီဝမ်းဆက်လေးပဲဖြစ်ပါတယ်နော်ဝမ်းဆက်တစ်စုံဆိုရင်9တောင်ပါတယ်3ခိုက်ခွဲပါအနံကတော့42လက်မှတ်နဲ့အပြစ်ပါတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ပေါင်ချင်းအဖြစ်190 180ထိဝီလို့ရပါတယ်နော်အနံဆိုရင်လည်းပဲ42လက်မှတ်နဲ့ပါတာဖြစ်တဲ့အတွက်ကြောင့်မို့လို့အရက်ရှိတဲ့လူတွေနဲ့လည်းပဲအဆင်ပြေပါတယ်နော်အထက်ဆင်အကြီးတွေဆက်เสียမလို့ပါဘူးနော်ကျမတို့ကတော့ရင်ရေကန်တက်ရေကန်ပင်ရင်ရောင်းချပေးတာပဲဖြစ်ပါတယ်ရှင်အပြင်ပေါင်စီ3000ကျော်တန်ပေါ့နော်3000ခွဲတန်တွေကိုဒီဗီဒီယိုဖိုင်လေးထဲမှာကျွန်မ2000နဲ့မှ6000နဲ့1ဆက်တစုံကိုရောင်းချပေးမှာဖြစ်ပါတယ်ရှင်။ခုကျွန်မရောင်းချပေးမဲ့အထည်လေးတွေကတော့ပေါ့နော်နှစ်တရာချီတိုင်းချီပေါက်ချီချောင်း1ဆက်လေးပဲဖြစ်ပါတယ်နော်။တကယ်လို့ကြိုက်တယ်ဆိုရင်တော့ရင် screenshot ယူပြီးတော့ Messenger မှာပဲဖြစ်ဖြစ် Viber မှာပဲဖြစ်ဖြစ်ဝယ်ယူအားပေးလို့ရပါတယ်နော်။ဒါကကျွန်မတို့ကကိုရက်ကန်ကအထည်တွေကိုကိုကိုရန်ခတ်ပြီးတော့ဒါကိုကိုရန်ပြန်ရောင်းတာမို့လို့ဒီဈေးနဲ့ရတာပါနော်။အပြင်ပေါက်ဈေးဆိုရင်ဒါနှစ်တရာဆိုရင်ပေါ့နော်ဒီလိုမျိုးချီတိုင်းချီပေါက်အသားကောင်းတဲ့ဒါအိန္ဒိယချီနဲ့ဒီလိုရက်လုထားတဲ့ချီပဲဖြစ်ပါတယ်နော်။ဒီလိုမျိုးကောင်းတဲ့အထည်တွေဆိုရင်အပြင်ပေါက်သေး3000ခွဲရှိပါတယ်เนาะကျွန်မကတော့ဒီဗီဒီယိုဖိုင်လေးထဲမှာ2000နဲ့မှ6000နဲ့ရောင်းချပေးမှာဖြစ်ပါတယ်ရှင်ကြိုက်တယ်ဆိုရင်တော့ screenshot ယူပြီးတော့ Messenger မှာဝယ်ယူအားပေးလို့ရပါတယ်เนาะဒါလေးကလေပန်းပေတာလေးဒါလေးကပန်းပေတာအပွင့်လေးပါเนาะအပွင့်လေးအရင်လာတယ်ဒါလေးကပန်းပေတာလေးပါရှင်ဒါလေးကတော့အနက်ကလေးပေါ့နော်အနက်ကလေးကလုံးဝစိုးနေတာပဲเนาะဒါလေးကအနက်ကလေးပါအနက်ကလေးကဆူဆူလေးတော်တော်လှပါတယ်เนาะသူဖောက်ထားတဲ့ဒီစီးကအရန်လှပါတယ်เนาะဒါလေးကအနှက်ရောင်လေးပါရှင်လိုချင်တယ်ဆိုရင်တော့ရင် screenshot ယူပြီးတော့ Messenger မှာဝယ်ယူအားပေးလို့ရပါတယ်เนาะနှစ်တရာတွေပါရှင်ဒါ280လုံးဝမဟုတ်ပါဘူးဈေးတက်တာလို့280လို့ထင်ပါဆိုလို့ပါเนาะကျမတို့ကနှစ်တရာဒါချီတိုင်းချီပေါက်ချီရောင်းဝက်ဆက်တွေပါရှင်ဒါလေးကတော့လေကာလာဆန်းလေးသူကပန်းကပိရောင်ဘက်ကိုသွားတယ်ပေါ့เนาะပန်းကပိရောင်ပုံစံလေးဒါလေးလည်းအရန်လှပါတယ်ကာလာဆန်းလေးပါเนาะအစင်တွေကလေအပြည့်စင်ရောဒါအစင်တက်ဝက်စင်တွေရောပေါ့เนาะ2600ပါဘာပဲယူယူ2600ပြတ်ပါရှင်10သုံးယူမယ်ဆိုရင်ကျွန်မ2000ခွဲနဲ့ပေးပါတယ်เนาะရကန်တက်ရကန်ပင်ရင်မို့လားဒီဈေးနဲ့ရတာပါရှင်ဒါလေးရွှေညိုလေးပါအောက်မှာဆိုရင်ဒါအချိတ်လိုင်းပါပါတယ်เนาะအချိတ်3လိုင်းပါပါတယ်အပေါ်မှာဆိုဒါခရီးပွင့်လေးတွေနဲ့အရန်လာပါတယ်ရွှေညိုရောင်လေးပါเนาะဒါလေးကဒါလေးကတော့ခရမ်းရောင်လေးပေါ့နော်ဒါလေးကခရမ်းတိပုတ်ကာလာလေးလုံးဝအစင်ကအပြည့်စင်ကြီးတွေပါနော်အပြည့်စင်ကြီးတွေပါအရန်လှတယ်အရန်လှပါတယ်နော်စီးရဲ့အပြည့်ကိုပေါ့နော်စီးရဲ့အရသာကိုခန့်ကျင်နေဆိုဒီလိုမျိုးတွေယူပါနော်ဒီလိုအစင်တွေလုံးဝအစင်ကအပြည့်စင်ပါသူကအောင်နားလေးကတော့အသက်ပါပဲနော်အချိန်လိုင်းလေးပါပါတယ်ရှင်ခရမ်းရောင်လေးပါလူကျင်နေဆိုရင် screenshot ယူပြီးတော့ Messenger မှာဝယ်ယူအားပေးလို့ရပါတယ်နော်ကျမတို့ကဒါကိုကိုရိုင်းရက်ပြီးတော့ဒါကိုကိုရိုင်းပြန်ရောင်းတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဈေးနဲ့ရတာပါဒီလို quality ကောင်းတဲ့လေနှစ်တရာဒါခြိတိုင်းခြိပေါက်ပေါ့နော်ခြိကြောတွေကိုအပြင်ပေါက်ဈေး3000ကျော်ပါတယ်ကျွန်မက Vivo file လေးထဲမှာဆိုရင်ကျွန်မ2000 6000နဲ့ရောင်းချပေးမှာဖြစ်ပါတယ်ရှင်အသား quality အရန်ကောင်းပါတယ်နော်ဒီဒါလေးကပန်းကပိရောင်လေးပါနော်ပန်းကပိလေးပါအစင်လေးအရန်လှတယ်ဒါလေးကပန်းကပိရောင်လေးပန်းကပိရောင်လေးပါသူကအပွင့်စင်ပေါ့နော်အပွင့်ကြီးကြီးလေးတွေကြိုက်တယ်ပေါ့အစင်ပြည့်ပြည့်အသား quality ကလုံးဝကောင်းပါတယ်နော်အိညက်နေတာပါပဲအသားကလေးအထူကြီးပါတယ်နော်ထူရဲဆိုပြီးကျန်းတယ်လို့တော့မထင်ပါနဲ့နော်အသားလေးကအိလေးပါပဲနှစ်တရာဆိုတဲ့အတိုင်းပါပဲနော်အသားကအိဖက်ဖက်ကလေးပါပဲရှင်ဒီဒါကလည်းမိုင်လိုလေးပေါ့နော်မိုင်လိုရောင်လေးပါရှင်ဒါလေးကမိုင်လိုရောင်လေးပါဒီအစင်တွေဆိုလည်းအရန်လှတယ်အစင်တွေဆိုအရန်လှပါတယ်နော်ဒါလေးကမိုင်လိုရောင်လေးပါအပွင့်စင်လေးပါနော်အပွင့်စင်လေးပါဒါလေးကကြတော့အုတ်ကျိုးနီရောင်လေးပါနော်ဒါလေးကအုတ်ကျိုးနီရောင်လေးပါရှင့်ဒါလိုချင်တယ်ဆိုရင် screenshot ယူပြီးတော့ Messenger မှာပဲဖြစ် Viber မှာဖြစ်ဝယ်ယူအားပေးလို့ရပါတယ်နော်10တဲ့ဈေးဆိုရင်ကျွန်မ2000ခွဲနဲ့ပေးပါမယ်ဒီအများဈေးလည်းတိတန့်လေးရှိပါနော်အထည်90 100ပေါ့နော်လက်ကားသမားတွေဆိုလည်းပဲအများဈေးလေးသိကျင်တယ်ဆိုရင်ဖုန်းဆက်လို့လည်းရပါတယ်နော် Messenger ကနေစုံစမ်းမင်းမြန်းလို့လည်းရပါရှင့်ဒါလေးဆိုကြက်ပေါက်ရောင်လေးပါနော်ကြက်ပေါက်ဟွာလေးဒီလိုကြက်ပေါက်ဝေါင်လေးဆိုလည်းအရင်လှပါအပေါ်မှာဆိုသူ့ရဲ့ဒီဇိုင်းကခရီးပွင့်လေးတွေပါတယ်အပေါ်အောက်မှာဆိုရင်လည်းဒါကနှင်းစီပန်းပွင့်လေးတွေပင်ထောင်လေးတွေလုပ်ပေးထားရပေါ့နော်အောင်နားလေးမှာအရန်လှပါတယ်နော်ဒါ9000မှာ3ခိုက်ခွဲအနက်42လက်မှတ်နဲ့ပါပါတယ်ရှင်ဒါနှစ်တရာကြည်တဲ့စီဝက်ဆက်တွေပဲဖြစ်ပါတယ်နှစ်တရာချီတိုင်းချီပေါက်ချီကြောလေးတွေပါနော်ဒါလေးကတော့ရင်အဝါရောင်လေးပေါ့နော်သူကကြတော့ဘရောက်6ဘက်ကိုသွားပါတယ်နော်အချိတ်စင်လေးပါရှင်1ဆက်တွေပါ1ဆက်တစုံကို2600နဲ့ရတာဒီ page တစ်ခုပဲရှိပါเนาะနှစ်တရာကြည့်တဲ့စီဝါဆက်ဆိုပြီးတော့ Facebook မှာလည်းရိုက်ရှာကြည့်လိုက်ပါရှင်အကုန်လုံးက3000အထက်တွေပဲရောင်းတာပါเนาะကျွန်မကဒီ video file လေးထဲမှာ2000နဲ့မှ6000နဲ့ရောင်းချပေးမှာဖြစ်ပါတယ်ရှင်ဒါလေးကအစိမ့်ပုတ်ကလေးပါအရန်လာပါအစိမ့်နှုတ်ကလေးပါဒီလိုအစိမ့်နှုတ်တယ်ဆိုရင်လေဒါပိန်တဲ့လူရောဝါတဲ့လူရောဝီလို့ရပါတယ်เนาะဒီဒါလေးကပန်းကပိရောင်လေးပေါ့เนาะဒါလေးလည်းပန်းကပိလေး
ဒါလေးကပန်းကပိရောင်လေးပါအရန်လှတယ်ကာလာလေးတွေကပေါ့နော်ဒါလေးလည်းပန်းကပိရောင်လေးပါရှင်ပန်းကပိရောင်လေးပါတော်တော်လှပါတယ်နော်ဒီအစင်လေးတွေဆိုလဲသူကရောင်ပြေးလေးပေါ့နော်ရောင်ပြေးလေးပါသူကအောက်ကပက်တန်ကဆိုရင်သူကဟိုပေါ့နော်ပန်းရောင်ပေါ့နော်အောက်ကငပိရောင်လေးနဲ့အပေါ်ကပန်းရောင်လေးဖောက်ထားတာနော်ပန်းကပိလေးပါရှင်ကာလာလေးတော်တော်လှပါတယ်နော်ဒါလေးကထောပတ်စိမ်းလေးပါနော်အစိမ်းလေးတွေကြိုက်တဲ့သူတွေအတွက်ပါဒါလေးကထောပတ်စိမ်းကြီးလေးပါနော်ထောပတ်စိမ်းလေးပါအရန်လှပါတယ်100တွေပါနော်280လုံးဝမဟုတ်ပါဘူးဈေးတန်နေဆိုပြီး280ထင်မှာစိုးလို့ပါနော်100ကိုဒီဈေးနဲ့ရတာအရန်ဈေးသက်သာပါတယ်အပြင်ပေါက်ဈေးဆိုရင်3000ခွဲရှိပါတယ်နော်3000ခွဲ3300နဲ့တော်တော်များများရောင်းကြပါတယ်ကျွန်မကဒီဗီဒီယိုဖိုင်လေးထဲမှာ2600နဲ့ရောင်းချပေးမှာဖြစ်ပါတယ်ရှင်ဒါ9300ခွဲအနက်42လက်မှတ်နဲ့ပါပါတယ်နော်ဒါလေးကခရမ်းလေးပါခရမ်းသီးပုတ်ကာလာလေးပါရှင်သူကကြတော့မှဒီဒါလေးတွေအရိတ်ကလေးတွေထိုးပြီးထားပါတော့ 3D ပုံစံလေးတွေပေါ့အရန်လှပါကနုတ်ကလေးတွေတော်တော်လှတယ်နော်ဒါလေးကဒေါနာရောင်လေးပါနော်ဒေါနာရောင်လေးပါရှင်ဒါလေးကဒေါနာလေးပါဒီဒေါနာလေးဆိုလည်းအရင်လှပါရယ်နော်အစင်လေးတွေကတော့အကုန်လုံးကအပြည့်စင်နေပါပဲနော်အပွင့်စင်တွေမကြိုက်ဘူးဆိုဒီလိုမျိုးလေးကိုယူပါနော်ဒါလေးကတော့ကနုတ်ကလေးတွေပေါ့ကနုတ်ကလေးတွေပါရှင်ဒီဒါလေးကတော့ခဲလေးပေါ့နော်ဒါလေးကခဲရောင်လေးဒါလေးကခဲရောင်လေးခဲနက်ကလေးပေါ့ခဲနက်လေးဆိုလည်းလုံးဝအစင်ကအပြည့်စင်ပါပဲเนาะအပြည့်စင်ပါပဲဒီလိုအပြည့်စင်ကြီးတွေကိုမတို့2600ဆိုတာဈေးအရင်ရန်တက်ပါတယ်เนาะဘာဖြစ်ဆိုတော့အပြင်ပေါက်ဈေးက3000ခွဲရှိပါတယ်တချို့လူတွေဆိုရင်တော့မှဒီလိုအပြည့်စင်တွေကိုဈေးတစ်မျိုးရောင်းကြတယ်ပေါ့เนาะ2000ပိုရောင်းပါတယ်ကျွန်မကဒီ like ဒီဗီဒီယိုဖိုင်လေးထဲမှာပေါ့เนาะဘာပဲယူယူ2000တမ6000ပါရှင်ပြန်ရောင်းသမားတွေပေါ့နော်ပြန်ရောင်းသမားတွေရှိရဆိုရင်လည်းပဲအထက်50လောက်လိုချင်တယ်100လောက်လိုချင်တယ်ဆိုလည်းဆက်သက်လို့ရပါတယ်နော်တက်နိုင်သေးကျွန်မဈေးလေးကို short ပေးပါမယ်ရှင်10တယ်ဆိုရင်တော့ကျွန်မ2000ခွဲနဲ့ပေးပါတယ်နော်ပြန်ရောင်းသမားတွေဒီဒါလေးကလေဒါလေးကပိန်းဥလေးပေါ့နော်ဒါလေးကပိန်းဥလေးအရင်လှရတဲ့အစင်အသက်တွေပါနော်နောက်ထပ်တဲ့အစင်တွေပါရှင်ဒါလေးကပိန်းဥရောင်လေးပါနော်လိုချင်တယ်ဆိုရင် subscription ယူပြီး Messenger မှာဝယ်ယူအားပေးလို့ရပါတယ်နော်ဒါလေးကပန်းကပိလေးပေါ့နော်ဒါလေးကပန်းကပိရောင်လေးဒီပန်းကပိလေးဆိုလည်းအရန်လှပါနော်ဘိုဆန်တဲ့ကာလာလေးပါဒါလေးကအရန်အသားဆောင်ပါတယ်ဒါဟိုပေါ့နော်အယောင်နုနုလေးပေါ့နော်နုနုလင်းလင်းလေးကြိုက်တယ်ဆိုဒါလေးကိုယူပါနော်ဒါလေးကအပွင့်လေးကတော်တော်မြိုင်ပါတယ်နော်ဒီအောက်မှာဆိုလည်းဒါပင်ထောင်လေးပေါ့နှင်းစီပန်းပွင့်လေးလုပ်ပေးထားပါတယ်နော်ဒီအပေါ်မှာဆိုလည်းအပွင့်လေးကအကြီးလည်းမဟုတ်ပေါ့နော်ခက်အလက်ဆိုင်ကလေးပေါ့နော်ထည့်ပေးထားတယ်ဒါလေးကအရန်လှပါတယ်ဒါလေးကပန်းကပိလေးပါရှင်ဒီဒါလေးကကြောက်ခဲစိမ်းလေးပေါ့နော်ခဲစိမ်းလေးဒီလိုကာလာတွေကထွက်ခဲပါတယ်ဒါရှားပါကာလာလေးပါနော်ဒါလေးကခဲစိမ်းလေးပါရှင်ခဲစိမ်းလေးဆိုလည်းအရန်လှတယ်ဒီဒါလေးကတစ်ခါမှတော့မထွက်ဘူးပေါ့နော်ဒါပထမဆုံးဒီအယောင်ကိုဒါပထမဆုံးထွက်တာလို့ပြောလို့ရပါတယ်နော်ဒါကျမတို့ကကြတော့ကိုတိုင်ရက်တာနော်ကိုတိုင်ရက်ပြီးတော့ဒါကိုတိုင်ရက်ကန်ကနေပဲပြန်ဒါလွင့်ပေးတာပြန်ရောင်းချပေးတာပဲဖြစ်ပါတယ်เนาะဒါလေးကကြံရင်ဟွာလေးပါရှင်ကြံရင်ဟွာလေးပါဒီကြံရင်ဟွာလေးလဲဒါအញ្ញမ်းအသားဆောင်တယ်เนาะဒါညိုတဲ့လူတောင်မှပဲဖြူသွားစေတဲ့ကြံရင်ဟွာလေးပါရှင်9000ပါတယ်3ခက်ခွေးပါအနှံ42လက်မနှံပါတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒါဝါတဲ့လူတွေ190 180ဒီလဲတော့ပါတယ်အရက်ရှည်တဲ့လူတွေလဲ42လက်မနှံဖြစ်တဲ့အတွက်ကြောင့်မို့လို့အမားတို့အရက်ရှည်တဲ့လူလဲစိတ်ချပါเนาะဒါအဆင်ပြေပါတယ်ဒါလေးကတော့အဖြူရောင်လေးပေါ့အဖြူရောင်မှအောက်ကတော့သူကဒီအချိန်လိုင်းလေးကအသက်ပါပဲเนาะအောက်မှာဆိုသူကဒူးနာကဒါအချိန်လိုင်းလေးလုပ်ပေးထားအပေါ်မှာဆိုရင်ဒါအပွင့်လေးတွေပေါ့ရောင်စုံဖောက်ပေးထားပါတယ်เนาะအရန်လှပါတယ်ဒါ9300ခက်ခွဲအနက်42လက်မနှံပါတဲ့နှစ်တရာကြီးတဲ့စီးဝါဆက်တွေပဲဖြစ်ပါတယ်ရှင်ဒါလေးဆိုလည်းရန်လာတယ်မယန်းစီရောင်လေးပေါ့เนาะဒီမယန်းစီရောင်လေးဆိုလည်းလုံးဝအစင်ကစိတ်နေတာပဲဒီမယန်းစီဟိုမှာအစင်စိတ်ကြီးတယ်အမတို့ဒီလိုအစင်စိတ်ကြီးတွေကိုအရန် quality ကောင်းတယ်ဒီလိုနှစ်တရာပေါ့နော်ကြီးတဲ့ဒီလိုစီးဝမ်းဆက်တွေကိုပေါ့နော်အမတို့ဒါ2600ဆိုတာရတာဈေးအရင်တန်ပါနော်ဘာဖြစ်လို့ဆိုတော့အပြင်ပေါက်ဈေးဆိုရင်ဒါက3000ထက်မှရှိပါတယ်3000ခွဲလောက်ထိရောင်းကြပါတယ်နော်ဒါကျွန်မကတော့ကိုယ့်ရကန်ကအထည်တွေဖြစ်တဲ့မို့လို့ဒါတစ်စစ်ယူရောင်းတာလည်းမဟုတ်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဈေးနဲ့ရတာပါနော်2600နဲ့ရတာပါရှင်ဒီဓာလေးကလည်းပဲလေဒါကြက်ပေါက်ကလေးပေါ့နော်ခုနကအဖြူနဲ့ကအစင်ပါတယ်နော်အဖြူနဲ့ကဒါကအစင်ကအတူတူပါပဲဒီမှာအချိန်လိုင်းပါတယ်အပေါ်မှာဆိုရင်လည်းဒါခရီးပွင့်လေးတွေပေါ့နော်ကျွန်တော်တို့ရောင်စုံဖောက်ပေးပါတယ်ရှင်အစင်ဆုံးကအလောင်ဆုံးရှိပါတယ်နော်လိုချင်တယ်ဆိုရင်တော့ subscription ယူပြီး Messenger မှာဝယ်ယူအားပေးလို့ရပါတယ်နော်ဒါလေးကလိမ်မော်ရောင်လေးပေါ့ဒါလေးကလိမ်မော်လေးပါရှင်ဒါလိမ်မော်ရောင်လေးပါလိမ်မော်ရောင်လေးဆိုလဲလုံးဝစိုးနေတာပါပဲเนาะလိမ်မော်ရောင်လေးလည်းတော်တော်လှပါတယ်เนาะလိမ်မော်ရောင်လေးလည်းစိုးနေတာပဲအသား quality ကတော့စိတ်ချပါနှစ်တရာချီတိုင်းချီပေါက်ချီရောပါရှင်ကျမတို့ကအိန္ဒိယချီတွေနဲ့ဒါရက်လုပ်ထားတာဖြစ်ပါတယ်เนาะဒါလေးကကြတော့လေလိမ်မော်လေးဒါလေးကလိမ်မော်အချစ်ဒါလေးကလိမ်မော်အချစ်လေးပေါ့เนาะဒါလေးကလိမ်မော်အချစ်ကလေးပါ
လိမ်မော်ရောင်ကြိုက်တယ်နောက်ကအချစ်ကလေးတွေလည်းလိုချင်တယ်ဆိုရင်ဒါမျိုးလေးကိုယူပေါ့နော်ဒါလေးကလင်းလင်းလေးပဲလိမ်မော်ရောင်အချစ်ကလေးပါဒါလေးကမယန်းစီရောင်ပေါ့နော်ဒါမယန်းစီရောင်နောက်တစ်မျိုးပေါ့မယန်းစီရောင်ကသူကအစင်ကြီးကြီးပေါ့အစင်ကြီးကြီးကြိုက်တယ်ဒီလိုအပွင့်ကိုကြိုက်တယ်ဆိုရင်ဒါမျိုးယူပါနော်လုံးဝဒါကြီးကဝှေ့လိုက်လို့ရှိရင်အပွင့်ကြီးကခန့်သွားစေမှာပါဒီလိုအပွင့်ကြီးကကြတော့ဒါရင်မုံချုပ်မယ်ဆိုရင်တော့မှပဲပေါ့နော်ဒီလိုရှေ့မှာဒီလိုအပွင့်ကြီးတစ်ပွင့်ထက်မယ်လက်မှာပေါ့နော်ဟိုဘက်တစ်ပွင့်ဒီဘက်တစ်ပွင့်ထက်လိုက်မယ်ဆိုရင်တော့တော်တော်လှပါတယ်နော်ချုပ်လို့ဒါချုပ်လို့ရှိရင်ယူလို့ကောင်းတဲ့အထည်ပါနော်ရမ်းလှပါတယ်ဒီဒါလေးကကြတော့လေရှားညိုလေးဒါလေးကရှားရောင်လေးပါနော်ဒါလေးကရှားရောင်လေးပါရှင်ရှားရောင်လေးပါအစင်ကလုံးဝအပြည့်စင်ပါနော်အပြည့်စင်ပါရှားရောင်လေးပါဒီလိုနှစ်တရာကြည်တဲ့စီဝက်ဆက်ကိုမတို့နော်9000ပါတယ်တော့ခွဲအနှံ42လက်မနံပါတဲ့ဒီလို1ဆက်တစ်စုံကို2600ဆိုတာဈေးညံ့တန်ပါတယ်ဘာဖြစ်လို့ဆိုတော့ရင်ဒါအပြင်ပေါက်ဈေးက3000ကျော်ပါတယ်နော်3000ခွဲရောင်းချတဲ့အထည်တွေကိုကျွန်မက2000နဲ့မှ6000နဲ့ပဲရောင်းချပေးတာဖြစ်ပါတယ်ရှင်ဒါလေးကကာလာဆန်းလေးကာလာဆန်းလေးပါဒီကာလာဆန်းလေးဆိုလည်းအရန်လှရတကယ်ဘာဖြစ်လို့ဆိုတော့လေသူကဟိုရှက်ကြည့်ရင်တက်ရောင်ပေါ့နော်အောက်ကမှုကြည့်မယ်ဆိုတက်ရောင်အရောင်က2ရောင်ထွက်ပါတယ်နော်အရန်လှတဲ့အထည်ပါဒါလေးကကြတော့လေအုတ်ကျိုးနီလေးပေါ့နော်ဒါလေးကအုတ်ကျိုးနီရောင်လေးပါအုတ်ကျိုးနီရောင်လေးပါရှင်အပွင့်စင်လေးအရန်လှရဒီဒါလေးလဲအုတ်ကျိုးနီလေးအုတ်ကျိုးနီရောင်လေးပါနော်ဒါလေးကအုတ်ကျိုးနီလေးပါရှင်သူကအောက်မှာကြတော့အပွင့်အကြီးပေါ့နော်ဂန့်ကိုကြီးကြီးလုပ်ပေးထားတယ်အပေါ်မှာဆိုတော့အပွင့်သေးသေးလေးဖောက်ပေးထားပါတယ်နော်အရန်လှပါတယ်ဒါနှစ်တရာတွေပါနော်ကြိုက်တယ်ဆိုရင် subscription ယူပြီးတော့ messenger မှာဝယ်ယူအားပေးလို့ရပါတယ်ရှင်အပြန်ရောင်းသမားတွေရှိတယ်ဆိုရင်လည်းပဲဒါ10တယ်ဆိုရင်ကျွန်မက2000ခွဲနဲ့ရောင်းချပေးပါတယ်နော်ဒါလေးဆိုလည်းအရန်လှပါတယ်ဒါလေးဆိုလည်းဒါနှစ်ပြရောင်လေးပေါ့နော်လုံးဝအစင်ကစိတ်စိတ်ကလေးပဲနော်အပွင့်စိမ်းရင်မကြိုက်ဘူးဒီလိုအစင်မျိုးယူပါနော်အစင်စိတ်စိတ်ကလေးပါရှင်ဒီဒါလေးကကြတော့လေဒါလေးကကြတော့လေပန်းလေးဒါလေးကအရန်လှတယ်ပန်းပေတာလေးလုံးဝအစင်ကအပြည့်စင်အစိတ်ဒီလိုပန်းပေတာလေးအစင်အပြည့်အစိတ်တွေကိုမတို့2600ဆိုတာအရန်တန်ပါတယ်နော်2600တန်ပါတယ်9000ပါတယ်သုံးဘက်ခွဲအနှံ42လက်မနဲ့အပြည့်ပါတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါဟိုရတဲ့လူတွေရောဝှေ့လို့ရပါနော်ပေါင်ရင်190 180ဒီဝှေ့လို့ရပါတယ်ရှင်ဒါလေးဆိုလည်းအရန်လှတယ်ပန်းပေတာလေးပေါ့နော်အစင်အပြည့်စင်ပါရှင်ဒါလေးကတော့ခဲရောင်ပေါ့နော်ဒါလေးကခဲလေးဒါလေးကခဲရောင်လေးပါရှင်ဒါလေးကခဲလေးပါခဲရောင်လေးမှာအစင်အပြည့်စင်ပါပဲเนาะဒါကြီးကလည်းခဲရောင်မှာတော်တော်အပြည့်စင်ပါပဲเนาะဒါလေးကိုကြတော့ဖြန့်ပြပေးမယ်เนาะဒါလေးကခဲရောင်လေးပါအစင်လုံးဝအပြည့်စင်ပါเนาะဒီဒါလေးကကြတော့လေရွှေလိမ်မော်လေးဒါလေးကရွှေလိမ်မော်ရောင်လေရွှေလိမ်မော်ရောင်လေးပါရှင့်ဒါလေးကရွှေလိမ်မော်ရောင်လေးပါလင်းလင်းလေးကြိုက်တယ်ဆိုရင်ဒါလေးကိုယူပါအသားလဲဆောင်ခြင်းနဲ့ဒါအယောင်လဲလင်းလင်းလေးဖြစ်ချင်တယ်ဆိုရင်ဒါမျိုးလေးကိုယူပါเนาะဒါလေးကရွှေလိမ်မော်ရောင်လေးပါရှင့်ဒီဒါလေးကကြတော့လေဒါလေးကကြတော့နီညိုရောင်ပေါ့နော်အဖျော့ခေါ်မှထင်တယ်နော်နီညိုရောင်ဖျော်လေးပါပေါ့နော်ဒါလေးကနီညိုရောင်ဖျော်လေးပါအစင်လေးကတော်တော်စိတ်ပါတယ်နော်အစင်စိတ်ကလေးပါဒီမှာကြည့်ပါဦးတော်တော်လှပါနော်အစင်လေးကြီးကဒါလေးကကြတော့ကာလာဆန်းလေးပေါ့နော်ခုနကကာလာအစင်နဲ့ကတော့တူပါတယ်နော်အယောင်မတူပါဘူးကာလာလေးကဒါလေးကနည်းနည်းဖြော့တဲ့ဘက်ကိုသွားတယ်ပေါ့နော်ဖြော့တဲ့ဘက်ကိုသွားပါတယ်ဒါလေးကကာလာဆန်းလေးပါနော်ကာလာဆန်းလေးသူကတော့အငိန်ကာလာလေးပါနော်အငိန်ကာလာလေးပါအယောင်တောက်တောက်ကြီးတွေမကြိုက်ဘူးဆိုဒီလိုမျိုးလေးကိုယူပေါ့နော်ဒါလေးကအငိန်ကာလာလေးပါဒါကတော့လေတော်တော်များများရဲ့လက်ထဲမှာလည်းရောက်နေတာဒုတိယအသုတ်ကျွန်မပြန်ထွက်တာပါเนาะပထမတစ်ခါတော့လည်းထွက်ပြီးသွားပါပြီဒါဆိုရင်ဒါခရမ်းနှင်းစီလို့ခေါ်ပါတယ်เนาะခရမ်းနှင်းစီပါရှင်ဒါဒုတိယအသုတ်ဒါ customer တွေကပြန်ပြီးတော့ပေါ့เนาะပြန်ပြီးတော့ထုတ်ပေးပါဆိုပြန်ထုတ်ပေးတာပါဒါဆိုရင်ဒါခရမ်းနှင်းစီပါဒါဘာပဲယူ2600ပါเนาะဒါအများကြီးဆိုဒါဆို3000ခွဲအထိရောင်းကြပါတယ်เนาะဘာပဲယူ2600ပါရှင်ဒါကြီးဆိုတော့ဒါခရမ်းနှင်းစီပါအရန်လှပါတယ်เนาะဒီဒါလေးကလိမ်မော်ရောင်လေးလိမ်မော်ရောင်လိမ်မော်မဟုတ်ဒါချွတ်ချင်းရောင်လေးဒါလေးကချွတ်ချင်းရောင်လေးပါနော်ချွတ်ချင်းလေးပါပန်းချွတ်ချင်းလေးပေါ့ဒါလေးကပန်းချွတ်ချင်းရောင်လေးပါဒါလေးလည်းတော်တော်လှပါတယ်သူ့ရဲ့အစင်ကပေါ့နော်ဒီလိုအပွင့်ကြီးကအရန်မြိုင်ပါတယ်နော်အပွင့်ကြီးကမြိုင်ကြီးပါအရန်လှပါတယ်ဒီကလိုစီးကိုကြိုက်တယ်ဆိုရင်တော့ဒီယူထားပါနော်ယူထားသင့်ပါတယ်ဘာဖြစ်လို့ဆိုဒီဈေးနှုန်းနဲ့ဆိုတာအရန်ဈေးတန်လို့ပါနော်စီးကြိုက်တယ်ဆိုရင်ယူထားပါရှင့်အခုခေတ်ကဲဟိုပေါ့နော်ကချင်ထဲလေးဆိုရင်တော့မှပဲဒါ4-5တောင်းပေးနေရတဲ့အချိန်မှာဒီလိုမျိုးစီးဝမ်းဆက်ဒါချီအစ်စ်လဲရမှာပေါ့နော်ဒီလိုချီအစ်စ်ကိုလည်းတကူကဒါရမှာဆိုတဲ့အတွက်ကြောင့်မလို့ဒါဝယ်ထားသင့်ပါတယ်နော်2600ကိုဈေးရန်တက်ပါတယ်ဒါလေးကကြတော့လေမိုင်လိုလေးဒါလေးကမိုင်လိုရောင်လေးပါနော်ဒါလေးကမိုင်လိုရောင်လေးပါရှင်အော်ဒါလေးကလေနက်ပြလေးဒီနက်ပြလေးကတော်တော်လှတယ်ဒီနက်ပြလေးကလှတယ်အပွင့်လေးတွေကအပေါ်အထောင်လေးတွေပေါ့နော်အပွင့်ပန်းအိုးပုံစံလေးပေါ့ပ
ပန်းဟိုးပုံစံလေးပန်းကက်ပုံစံလေးပါဒီမှာကြည့်ပါဦးအရန်လှတယ်နှက်ပြလေးဒီနှက်ပြလေးတော်တော်လှပါတယ်နော်ဒီဒါလေးအရန်လှပါတယ်ဒါလေးကနှက်ပြရောင်လေးပါရှင်ဒါလေးကနှက်ပြရောင်လေးပါနော်ဟောဒါလေးကဟိုပန်းအခက်ကလေးတွေပေါ့နော်အခက်ကလေးတွေရက်ပြီးထားဒါလေးတော်တော်လှပါတယ်ဒါလေးကပန်းငပီလေးဒါလေးအရန်လှတယ်ပန်းငပီအစင်လုံးကအပြည့်စင်ဒီလိုအပြည့်စင်ပေါ့ဒီလိုအပြည့်စင်နှစ်ကားခွဲတွေရောငါတို့2600ဆိုအရန်တန်တယ်2600ပါเนาะဒါအပန်းငပီဒါကအပြည့်စင်ပါเนาะအပြည့်စင်ပါရှင့်အပြည့်စင်ပါလိုချင်တယ်ဆိုရင်တော့မြန်မြန်လေး subscribe ယူပြီး Messenger မှာပဲဖြစ် Viber မှာဖြစ်ဝယ်ယူအားပေးလို့ရပါတယ်เนาะဒါကကြတော့မယန်းစီရောက်အရင်ပါเนาะဒါမယန်းစီရောက်အရင်ပါမယန်းစီရောက်အရင်ပါရှင်ဒါကကြတော့လုံးဝအပွင့်စင်ပေါ့နော်အပွင့်စင်အစင်နည်းနည်းကြီးတယ်ကြိုက်တယ်ဒီလိုအပွင့်ကြီးတွေကြိုက်တယ်ဆိုဒါမျိုးကိုယူပါနော်ဒါအပွင့်ကြီးကတော့ထင်းတာပေါ့နော်ဝေးလိုက်လို့ရှိရင်ထင်းကြီးဖြစ်စေတယ်အရန်လှပါတယ်နော်ဒီဒါလေးကကြတော့လေဒါလေးကလည်းအရန်လှဒါလေးကကြတော့ဟိုနိုစိမ့်လေးပေါ့နော်ကာလာအနုလေးတွေကြိုက်တယ်ဆိုဒါလေးကိုယူပါဒါလေးကနိုစိမ့်ရောင်လေးပါဒီအောက်မှာဆိုရင်လည်းဒါဒူးနာချိတ်ကလေးရှိတယ်အပေါ်မှာဆိုလည်းဒါခရင်ပန်းလေးတွေကရောင်စုံလေးတွေထည့်ပေးထားရနော်အရန်လှပါတယ်ဒါလေးဆိုလည်းနိုစိမ့်ရောင်လေးပါနော်နိုစိမ့်လေးပါရှင်ကြိုက်တယ်ဆိုရင်မြန်လေးလာပါနော် subscribe ယူပြီးတော့ Messenger ဘာဖြစ် Viber ဘာဖြစ်ဝယ်ယူအားပေးလို့ရပါတယ်နော်ဒီဒါလေးကမိုင်လိုလေးပေါ့နော်ဒါလေးလည်းမိုင်လိုရောင်လေးပါမိုင်လိုရောင်လေးဆိုလည်းအရန်လှတယ်အောက်မှာဆိုရင်ဒါနှင်းစီအထောင်လေးတွေနဲ့အပေါ်မှာဆိုရင်ဒါ 3D ပေါ့နော်ဒါကနုတ်ကလေးတွေဖောက်ပြီးထားပါတယ်ဒါအရန်လှတယ်ဒီနှင်းစီပန်းပွင့်လေးတွေကလည်းပဲဒီအဝါရောင်လေးဆိုဒီမိုင်လိုအနုပေါ်မှာနည်းနည်းအရင်လေးကိုထိုးလိုက်တော့ဟိုထင်းနေတာပဲပေါ့နော်ဝေးလိုက်လို့ရှိရင်တော့သူကတော့ဒူးနာလေးကိုတွားကြောက်မှာဆိုတော့တော်တော်လှပါတယ်နော်ဒါလေးကမိုင်လိုလေးပါရှင်ဒါခရမ်းရောင်ပေါ့အယောင်ဆူဆူလေးတွေကြိုက်တယ်နောက်ပြီးတော့တောက်ကလေးတွေလည်းလိုချင်ပါတယ်ဆိုတော့ဒါအမတွေအတွက်ပါเนาะဒါလေးကတော့ခရမ်းရောင်လေးပါပေါ့เนาะဒါခရမ်းရောင်လေးပါရှင့်ခရမ်းရောင်ဆူဆူလေးပါခရမ်းရောင်ကလုံးဝအစင်ကအပြည့်စင်ပါเนาะအစင်ကြီးကြီးတွေမကြိုက်ဘူးနှုတ်သေးသေးလေးတွေပဲကြိုက်တယ်အပြည့်စင်တွေလိုချင်ပါတယ်တောက်ကိုလည်းကြိုက်ပါတယ်အယောင်ရင်းကိုလည်းကြိုက်ပါတယ်ဆိုတော့ဒီလိုအစင်မျိုးကိုယူလိုက်ပါเนาะဒါကြီးကခရမ်းရောင်ပါခရမ်းရောင်ကဆူဆူလေးပါเนาะအယောင်ဆူဆူလေးပါရှင့်ခရမ်းရောင်လေးပါဒီဒါကကြတော့လေခရမ်းရောင်နောက်တစ်စင်ပါเนาะနောက်တစ်စင်ပါရှင်ဒါလေးလည်းခရမ်းရောင်ပဲရှင်ဒါကလုံးဝအစင်အပြည့်စင်ပါเนาะဒါလေးလည်းအပြည့်စင်ပါပဲရှင်ဒီဒါလေးကငှက်ခါရောင်ပေါ့เนาะဒါငှက်ခါရောင်လေးပါရှင်ငှက်ခါရောင်လေးပါသူကကြတော့ဟိုနှက်ပြန်လည်းမကြဘူးပေါ့နော်ဒါငှက်ခါဘက်ကိုနည်းနည်းသွားပါတယ်နော်ငှက်ခါရောင်လေးပါလုံးဝအစင်ကလေတော်တော်လှတယ်ဒီကလည်းအပြည့်စင်ပါနှစ်ကားခွဲတွေပါပဲနော်ဒီလိုအမတို့နှစ်ကားခွဲတွေကိုလေရတာလေဈေးညံ့တန်ပါတယ်နော်ဘာဖြစ်လို့ဆိုတော့အပြင်ပေါက်သေး3000ကျော်တွေကိုအမတို့ပေးဝတ်နေရတာဒီမှာဆိုရင်ကျွန်မ2600နဲ့ဒါရောင်းပေးတာပေါ့နော်ဒါအားလုံးကိုဝတ်နိုင်အောင်လို့ပါဒါအများကြီးဆိုရင်တော့ကျွန်မက10တယ်ဆိုရင်တော့ကျွန်မ2000ခွဲနဲ့ပေးပါတယ်ဒါတစ်ထည်ဆိုရင်တော့တစ်ထည်ချင်းဆိုရင်တော့ကျွန်မ2600နဲ့ရောင်းချပေးတာဖြစ်ပါတယ်နော်ဒါလည်းပဲဒါနှက်ပြလေးပါနော်နှက်ပြလေးပါရှင်ဒါအစင်ရမ်းလှဒီအရာလေးလေးနော်တော်တော်လှပါနှက်ပြရောင်လေးပါဒီဒါကကြတော့အဝါရောင်ပေါ့နော်အဝါရောင်လေးပါသူကကြတော့ငုဝါဘက်ကိုသွားပါတယ်နော်သူကငုဝါဘက်ကိုသွားပါတယ်ဒါအဝါရောင်ကြိုက်တဲ့သူတွေအတွက်ပါရှင်ဒါလေးကငုဝါရောင်လေးပါသူ့အစင်လေးလည်းအရန်လှဒီမှာဆိုရင်ဒါကဆယ်ဗလာဒုံးလေးတွေပေါ့နော်ဆယ်ဗလာဒုံးလေးတွေနဲ့ဒါရက်ထားတာပါနော်အရန်လှပါတယ်ဒီဒါလည်းပဲငှက်ခါရောင်เนาะဒါငှက်ခါရောင်ပါအစင်အပွင့်အကြီးတွေကိုကြိုက်တယ်ဆိုရင်ဒါလေးကိုယူပါထင်းလေလူကြားထဲမှာသွားလို့ရှိရင်ဝစ်လိုက်လို့ရှိရင်ထင်းလေးလည်းဖြစ်ချင်တယ်ဆိုရင်เนาะဒီလိုအစင်မျိုးကိုယူပါเนาะအရန်လှပါတယ်ဒီအပွင့်အကြီးတွေကဒါခန့်သွားစေပါတယ်เนาะဒါလေးကငှက်ခါရောင်လေးပါရှင်ဒီဒါလေးကကြတော့လဲပဲဒါကကြတော့ခရမ်းသီးပုတ်ကာလာပါเนาะဒါလေးကခရမ်းသီးပုတ်ကာလာလေးပါရှင်ဒါလေးကခရမ်းသီးပုတ်ကာလာလေးပါအစင်လေးကစိတ်ကလေးပါပဲเนาะဒါလေးလည်းအရန်လှတယ်ဒီလိုအစင်မျိုးဆိုရင်ဒါပိန်တဲ့လူရောဝတဲ့လူရောဝတ်လို့ရပါတယ်ဒါပိန်တဲ့လူနဲ့ဆိုရင်တော့ပိုတင့်တော်ပါတယ်เนาะနည်းနည်းတွေ့တဲ့လူကကြတော့အစင်နည်းနည်းရွေးရပါတယ်เนาะနည်းနည်းပိန်တဲ့လူပေါ့เนาะအသေးတဲ့လူဆိုဒါမျိုးလေးနဲ့လိုက်ပါတယ်ဒီ
ဒီဒါလေးကနောက်ကာလာဆန်းလေးပေါ့နော်နောက်တစ်မျိုးပါဒါလေးကကာလာဆန်းလေးပါကာလာဆန်းလေးဆိုလဲရမ်းလာဒါနှစ်ယောင်ဆက်တွေပါနော်နှစ်ယောင်ဆက်ကလေးတွေပါကာလာဆန်းလေးတွေပေါ့နော်အောက်ကပတန်ကကြတော့တယောင်အပေါ်ကတယောင်ပေါ့နော်ရောင်ပြေးလေးတွေပါတယ်ပေါ့အဲ့လိုမျိုးဆိုကာလာဆန်းလေးတွေမှာဒီမှာဆိုဂတ်မော်လေးတွေကဒါအပွင့်အလက်ဆိုင်ကလေးတွေပေါ့နော်ဒါလေးဆိုအသားအရမ်းဆောင်တယ်အလက်ဆိုင်ကလေးတွေကိုဒါရက်ပေးထားတာပါနော်အရမ်းလာပါတယ်ဒါလေးကကာလာဆန်းလေးပါရှင်ဒီဒါကကြတော့ခရမ်းတိပုတ်ကာလာပေါ့နော်ခရမ်းတိပုတ်ကာလာလေးပါဒါလည်းခရမ်းတိပုတ်ကာရနှစ်ကားခွဲပါနော်အစင်ကလုံးဝအပြည့်စင်နေအရန်လှရနော်ဒါလေးကခရမ်းတိပုတ်ကာရလေးပါရှင်တကယ်လို့လိုချင်နေဆိုရင် screenshot ယူပြီးတော့ messenger မှာပဲဖြစ်ဖြစ် viber မှာပဲဖြစ်ဖြစ်ဝယ်ယူအားပေးလို့ရပါတယ်နော်နှစ်တရာကြီးတဲ့စီဝတ်ဆက်တွေကိုဒါကျမကရကန်ထိုက်ရကန်ပင်ရင်းစင်းနဲ့ပဲရောင်းချပေးတာပါနော်ဒါအပြင်ပေါက်ဈေးဆိုရင်ဒါတိတဲ့အတိုင်းပါပဲ3000ကျော်ပါတယ်နော်3000ခွဲလောက်ထိရောင်းကြပါလေဒီလို9000 3ခွဲအနံ42လက်မှတ်နဲ့ပါတဲ့ဟာတွေကိုပေါ့နော်ဒီအပြင်ပေါက်စီ3000ခွဲတန်နဲ့ quality ကအမှဘာကွာလဲလို့မေးလို့ရှိရင်ကျမ2600ရောင်းတဲ့ဟာနဲ့ပေါ့နော်အမှန်တကယ်ဆိုရင်တော့ quality ကဈေးကအတူတူပါပဲနော်ဘာဖြစ်လို့ဆိုတော့ရင်ဒါ200ပါပဲ200ချီတန်ချီပေါက်ချီကြောပါပဲနော်ဒါကျမကတစ်စိယူရောင်းတာမဟုတ်တဲ့အတွက်ကြောင့်မို့လို့ဒါကိုရကန်အထည်တွေကိုကိုယ်တိုင်ဓာတ်ရိုက်ပြန်အောင်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီဈေးနဲ့ရတာပါနော်ဟုတ်ကဲ့တကယ်လို့လိုချင်နေဆိုရင်တော့ရင် screenshot ယူပြီးတော့ messenger မှာပဲဖြစ်ဖြစ်viber မှာပဲဖြစ်ဖြစ်အားပေးလို့ရပါတယ်နော်ဒါမြည်သည့် data မဆိုပေါ့ royal expert ရောက်တဲ့ data တွေမြည်သည့် data ပဲဆိုအိမ်ရောက်ငွေချေလို့ရပါတယ်နော်ငွေကြိုလွှဲစရာလည်းမလိုပါဘူးတကယ်လို့customer လက်ထဲကိုရောက်ခါမှဒီပေါ့နော်တခုခုquality မကြိုက်တာပစ္စည်းမကြိုက်တာဆိုလည်းပဲကျမတို့ကတာဝန်ယူပြီးတော့ပြန်ပြီးတော့ဖြည့်ရှင်းပေးပါတယ်နော်အဲကြောင့်မလို့ဝယ်ယူခြင်းနဲ့ဆိုရင်တော့ screenshot ယူပြီးတော့မြန်လေးသာ viber ကိုပဲဖြစ်ဖြစ် messenger မှာပဲဖြစ်ဝယ်ယူအားပေးလို့ရပါတယ်နော်ဟုတ်ကဲ့ပါအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်